ပုဂ္ဂိုလ်တူတဲ့ကိုကြည်ညိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကတိမ်ရင်ဖောက်ပြန်တာမျိုးဖြစ်လာတဲ့အခါမှာသူ့ရဲ့အမှုချင်းနောက်ကိုယ်ကလိုက်သွားတတ်လို့ရှိရင်ဒုက္ခရောက်တတ်တယ်ပေါ့အဲ့ဒါကြောင့်မလို့ပုဂ္ဂလပတ္တာရဆိုတာရွေးချယ်ဖို့တော့လိုတယ်မကြည်ညိုဘူးလို့ပြောတာမဟုတ်ဘူးเนาะဒီစကားပုဂ္ဂိုလ်တူတယောက်တည်းကြည်ညိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုဆိုပါတော့သူ့ရဲ့ကိုယ်ကျင့်တရားအရတန်ဃာတွေကအရေးယူတယ်ဆိုရင်တန်ဃာတွေကိုသွားပြစ်မှားပြီးဒီပုဂ္ဂိုလ်ကိုအလေးထားတဲ့အတွက်ကြောင့်တန်ဃာတွေကိုသွားပြစ်မှားလို့ရှိရင်ကိုယ်မှာဒုက္ခရောက်တတ်တယ်ဆိုတဲ့အပြစ်မျိုးတွေရှိတတ်တယ်ပေါ့မကြည်ညိုဘူးလို့ပြောတာမဟုတ်ဘူးဥပမာမဲ့အနာရဘိန်တထေးကြီးဟာတန်ဃာတွေထဲမှာဆိုရင်ရှင်သာရိပုတ္တရာကိုအကြည်ညိုဆုံးပဲသူကလူဆိုတာတုံးနဲ့တူမတူကြဘူးပေါ့နော်ကြည်ညိုတယ်ဆိုတဲ့နေရာမှာဘဝပါရမီရည်ဆက်ဆိုတာလည်းပါရသေးတယ်တချို့ဆိုလို့ရှိရင်ဖရာတဲ့ပိုးကြည်ညိုတဲ့ပုံစံမျိုးတောင်ပေါက်တယ်ပေါ့နော်တခါတော့ကဆိုလို့ရှိရင်ကလေးတွေ900မုံနှောင်းကြီးတွေထမ်းလာပြီးတော့ပျော်ပွဲစားထွက်လာကြတာမုံတွေအပြည့်မုံတွေတည်ပြီးတော့ပျော်ပွဲစားထွက်လာကြဖရာနဲ့တန်ဃာတွေတွေ့တဲ့အခါမှာမုံနှောင်းတွေချပြီးကြောလိုက်တယ်ဘယ်သူမှလှူခြင်းနဲ့စိတ်မပေါက်ကြမလှူကြဘူးဆိုပါတော့သူတို့လမ်းသူတို့ဖြတ်ကျော်ပြီးတော့သွားကြနောက်ကနေတပါးလေးကြွလာတဲ့အရှင်မဂ္ဂတ္တဗကြီးတွေ့တဲ့အခါကျတော့အလုံးမုံနှောင်းတွေချပြီးရှင်မဂ္ဂတ္တဗကြီးကျတော့လှူချတယ်အဲ့တော့ဖရာတို့ကမလှူဘူးရှင်မဂ္ဂတ္တဗနဲ့တွေ့မှလှူတယ်ဆိုတော့ရှင်မဂ္ဂတ္တဗကိုသူတို့ပို့ပြီးတော့တရားဖြစ်တဲ့ပုဂ္ဂိုလ်တွေလို့သူတို့ပြောဒါလည်းရှိတာအဲ့ဒီမှာမြတ်စွာဘုရားကြတော့ဖရာမို့ဆိုတာမဟုတ်ဘူးလူရဲ့စိတ်ဓာတ်ဆိုတာနော်မြတ်စွာဘုရားကြတော့ဘလောက်စိတ်ကောင်းတယ်ဆိုတာကြည့်တမန်ပုဂ္ဂိုလ်တွေကခေါင်းဆောင်ဖြစ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ကိုကြော်ပြီးသူများလှုပ်တာမကြိုက်တတ်ကြဘူးလူတွေတော်တော်များများလေလူတွေရဲ့စိတ်ဟာတစ်မျိုးပဲဒီဖွဲ့စည်းမှာငါခေါင်းဆောင်သို့မဟုတ်ဒီနေရာမှာငါခေါင်းဆောင်ကိုယ်သူ့ကြော်လို့ရင်မကြိုက်တဲ့လူတွေအများကြီးပဲကြိုက်တဲ့လူခန္ဓာနဲ့ပါမြတ်စွာဘုရားကြတော့ကြည့်လေဘုရားတန်ဃာတွေကိုကြော်ပြီးတော့ရှင်မဂ္ဂတ္တဗလှူတာဘုရားသိတယ်ရှင်မဂ္ဂတ္တဗဆိုယဟန်တွေကိုခဏဆိုင်ခိုင်းထားတယ်နောက်ကမုံနှောင်းနေလှူလိုက်မယ်ခဏသစ်ပင်ရိပ်ကနေခဏစောင့်ပေးတယ်မြတ်စွာဘုရားစောင့်ပေးတော့ဟောရှင်မဂ္ဂတ္တဗနဲ့တွေ့တဲ့အခါမုံတွေအကုန်လုံးချပြီးတော့လှူတယ်ရှင်မဂ္ဂတ္တဗကခေါ်လာတယ်လာကြရှေ့နားမှာဘုရားရှိတယ်ဘုရားသွားလှူကြမယ်ဘုရားကငါနဲ့တွေ့တော့ကတော့မလှူဘူးခုမှလာမလှူနဲ့လို့မပြောဘူးဟုတ်လားမြတ်စွာဘုရားမှာအိတ်တာတို့မစ္စရိယတို့ဆိုတာအစွန်းတွက်ကလေးတောင်မရှိဘူး။ကျန်တဲ့ပုဂ္ဂိုလ်တွေမှာအစွန်းတွက်ကလေးရှိတတ်သေးတယ်တဲ့။ယဟန္တာဖြစ်သွားတာတော့အစွန်းဆိုတာအရိပ်ရောင်လေးကိုပြောတာ။အရိပ်ရောင်ဆိုတာဝါဒနာကိုပြောတာ။နော်။ဝါဒနာရဲ့အဓိပ္ပာယ်နားလည်ခြင်းလို့ရှင်အရက်ပလင်းထဲမှာအရက်ထည့်ထားတဲ့အရက်ပလင်းကိုအရက်တွေကုံအောင်သွန်ပြလိုက်လေအနံ့လေးတော့ကျန်သေးတယ်ဆိုတာယဟန္တာပုဂ္ဂိုလ်တွေမှာကိလေသာတွေကုံအောင်ပယ်တတ်လိုက်ပေမဲ့လို့အနံ့အသက်ကလေးနည်းနည်းကျန်နေတတ်တယ်မြတ်စွာဘုရားကြတော့အဲ့ဒီအနံ့အသက်ကမကျန်တာဒါကြောင့်မို့ဝါဒနာနဲ့တကွာကိလေသာကိုပယ်တယ်ဆိုတာဘုရားတစ်ပါးပဲရှိတယ်ဒါကြောင့်မို့ဘုရားကြတော့လုံးဝကြည်ညိုစရာကောင်းတဲ့အနေထားလုံးဝဖြူစင်တယ်လုံးဝစင်ကြယ်တယ်ဆိုတဲ့အနေထားမျိုးရောက်တယ်အနတ်သက်တောင်မကြံလောက်အောင်ကိလေသာတွေရဲ့အစွန်းတွက်တွေဟာအနတ်သက်တောင်မကြံဘူးတဲ့မြတ်စွာဘုရားကြတော့ကြံတဲ့ပုဂ္ဂိုလ်တွေကြတော့ဇယိုက်ကလေးတွေအနတ်အသက်ကလေးတွေရှိနေသေးတယ်အကျင့်ဇယိုက်ကလေးတွေကယဟန္တာပုဂ္ဂိုလ်ဖြစ်တောင်မှပဲအဲ့ဒီဇယိုက်ဆိုးလေးတွေကပါနေသေးတယ်သို့တော့စိတ်ကတော့စင်ကြယ်သွားပြီသူတို့intentionally action တော့မဟုတ်တော့ဘူးဒီလိုဆိုလို့တော့ look at နေပါဇက်ကနှုတ်